ချုပ်နေဆိုတော့ဦးလေးလည်းဆိုင်သိန်းတော့ဗျာကျွန်တော်လည်းပြန်လာအောင်မယ်ဗျာဒါနဲ့စကားမဆက်ဦးလေးရဲ့နာမည်ကဘယ်လိုခေါ်လဲဗျာကျွန်တော်နောက်ခါဒီကန်းကြီးမှာတွေ့ရင်ပေါ့ဝယ်စားလို့ရအောင်လို့ ရောပြီလေကောင်းလေးရေဦးလေးရဲ့နာမည်ကဦးတုတ်ကြီးလို့ခေါ်တယ်ကွာဦးလေးကဒီလိုမျိုးပေါ့စီဒီကန်းကြီးမှာရောင်းနေကြကွာ ဟုတ်ကဲ့ပါဗျာအဲ့ဒါဆိုရင်ဦးတုတ်ကြီးပေါ့နော်ကျွန်တော်နာမည်ကိုလည်းမှတ်ထားလိုက်ပါဦးကျွန်တော်ကတော့ဒီမျိုးကလုံးဝရုပ်ချောချောကောင်လေးအလွင်လို့ခေါ်ပါတယ်ဗျာလက်ကားစားပါအလွင်ပါဗျာဟဲ့ ဟောကြီးပါကွာဟုတ်ပါပြီကွာအလွင်အေးကငါမင်းရဲ့နာမည်ကိုတခြားမှတ်ထားပါမယ်ကွာငါရဲ့နာမည်ကိုလည်းတခြားမှတ်ထားအောင်နော် ဟာမှတ်ထားပါမယ်ဗျာမင်းနိုင်ကြအကြောင်းမရှိပါဖြစ်လို့လဲဆိုတော့ဟိုပေါ့ဦးလေးရဲ့နာမည်ကကျွန်တော်တငယ်ချင်းတယောက်ရဲ့နာမည်နဲ့တူလို့သူ့နာမည်ကလည်းတုတ်ကြီးပဲဗျာဟုတ်ကဲ့ပါအဲ့ဒါဆိုဦးတုတ်ကြီးကျွန်တော်တော့ခွင့်ပြုပါအောင်နော် ဒီပါကွာအလွင် ဟုတ်ပြီဗျာဦးတုတ်ကြီးခွေးနိုင်ပါဟုတ်ပြီလားကဲရောလားတွန်းချော်ကြီးခွေးနိုင်ဖို့အချိန်ရောက်ပြီမဟုတ်ပါဘူးခွေးနိုင်ဖို့အချိန်ရောက်ပြီကွာလားအိတ်ဖို့အချိန်ရောက်ပြီဘရောနေရတော့ဗျာလက်ကားပေးရတော့ဘရောနေဘာလို့မစားရလဲဗျာဟင်းဟိအောင်နေကွာသူများရဲ့ပစ္စည်းကိုမင်းကွာသိရမလားလက်ကားပေးရတော့မယူနဲ့ကွာအဲ့ဒါမကောင်းဘူးကွာသူတို့တောင်မှတွေ့ရမလားပတ်စံမရှိလို့တောင်မှဒီမှာကန်းကြီးမှာပေါ့စီလေးတွေကိုရောင်းနေပါလေဆိုမှကွာငါတို့ကဘာမှမဖြစ်ဘူးကွာနှုတ်ကွာသူများရဲ့ဘဝတွေကိုနားလည်ပေးတဲ့နေကွာငါတို့မှလည်းပတ်စံမရှိရမဟုတ်ဘူးကွာနောက်နေ့ကျမှငါတို့အလုပ်တွေစူးစမ်းပြီးတော့ပတ်စံတွေအများကြီးရလာတဲ့အချိန်ကျမှပဲမင်းဒီပေါ့စီတဲ့ပိုကောင်းတဲ့အရာတွေကိုငါမင်းကိုဝယ်ကျွေးမယ်ကွာဟုတ်ပြီလား300ကျော်ရီကဒီနေ့တော့ကွာလားအိမ်ပြန်ချက်ဆိုဟုတ်ပြီလားမိုးလဲချုံနေဆိုတော့ဘရောနေမနေ့ပြန်ကြရင်တော့ဘရောလွင်ဝယ်ကျွေးရမယ်နော်ဒီပါကွာစိတ်ချငါမနေ့ပြန်ကြရင်တော့မနေ့စောစီတီထပြီးတော့မင်းတို့ကောင်တွေဒီကန်းကြီးလာပြီးတော့မင်းတို့ကြိုက်တဲ့ဒီကြက်သားပေါ့စီရောဝက်သားပေါ့စီရောမဲသားပေါ့စီရောအုံဒီပေါ့စီရောအမလီမောင်းလိုက်တာအကုန်လုံးပေါ့စီရှိသမျှဒီကပောင်မှာရှိသမျှပေါ့စီအကုန်လုံးဝယ်ကျွေးမယ်ဟုတ်ပြီလားဒီကောင်တွေအေးပါကွာငါလည်းမင်းတို့ကောင်တွေပြောရတယ်ရှေ့မှာခလုတ်တိုင်နေပြီဒီပါကွာဒီကပောင်မှာရှိရပေါ့စီအကုန်ဝယ်ကျွေးမယ်ကြားလားဒီကောင်တွေတော်တော်ပေါ့စီတွေကြိုက်ကြတာပဲနော်ရဒီပါကွာအဲ့တော့လားအိမ်ပြန်ပြီးတော့ဝင်းနိုင်ကြဆိုကွာအဲ့ဒါပဲကွန်းလိုက်ပါ